ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်မျိုးသားနိုင်ငံရေးသမားကိုစိုင်းတဆန်ပါဆိုတော့နောက်တစ်ခုထပ်ပြောချင်တာကဘာလဲဆိုတော့ဒေါက်တာဇော်ရီဆိုးနဲ့ပတ်သက်ပြီးတော့မှပြောတဲ့ကိစ္စတွေထားပါဒါကတော့သူ့ရဲ့ personal ကိစ္စပေါ့သို့တော့သူတို့တွေနဲ့ပတ်သက်ပြီးတော့မှသိထားတဲ့အချက်လေးတွေအချို့အချက်လေးတွေကျွန်တော်နဲ့အနည်းငယ်လေးကျွန်တော်နည်းနည်းပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့ဒေါက်တာကြီးနဲ့ပတ်သက်ပြီးပြောရလို့ဆိုရင်ကျွန်တော်တို့2020ရေခင်းစဖြစ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်အဲတုန်းက CDN လောက်ကြတယ်ဒီ CDN လောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရလို့ရှိရင်အဓိကပါဝင်ခဲ့တဲ့ဒေါက်တာတွေနော်စီယုံအုပ်တွေနော်ပြောင်းစင်အဲစီချောင်းကရှိနေတဲ့ဆရာဝန်ကြီးတွေတော်များပါခဲ့ကြတယ်နော်ဘာကြောင့်ပါဝင်ခဲ့ရလဲခင်ဗျားတို့ကိုဗစ်စီအဲ့တော့အဲ့ချင်းကာလမှာဖြစ်နေတာကိုဗစ်ကာလဖြစ်နေတယ်ကိုဗစ်ရှိဝဲတာကျန်တာမပြောကိုဗစ်ရှိကျန်တဲ့ကိစ္စတွေကျန်တဲ့ဟိုဘာအဂျီရှင်ထိုးစည်းတွေပြောတယ်သူကျဲစည်းတွေဒါတွေကျွန်တော်မပြောသေးဘူး။နောက်ကိုဗစ်ရှိတစ်လုံးကိုကျွန်တော်ကိုယ်တိုင်အိန္ဒိယနိုင်ငံကိုတိုက်ရိုက်မှာတော့ကတစ်လုံးမှမြန်မာနိုင်ငံအထိအရောက်ကိုမြန်မာကျပ်ငွေနဲ့1000ခွဲပဲကြတယ်။ခင်ဗျားတို့အဲ့ချိန်မှာ9သိန်းနဲ့ရောင်းခဲ့တာ။ကိုဗစ်ရှိတစ်လုံးကိုခင်ဗျားတို့9သိန်းနဲ့ရောင်းခဲ့တာ။ခင်ဗျားတို့ဝယ်တာဘယ်လောက်ရောက်လဲဆိုတာကျွန်တော်တို့ကုန်သိတယ်။နော်လေရင်နဲ့လာပို့ပေးတာရေခဲပေါက်တင်နေသေးရတာနော်ညီမကြောက်ဝင်နဲ့သောင်းဝင်းနဲ့ရှင်းရတဲ့အချိန်မှာခင်ဗျားတို့ပြည်သူတွေကိုရောင်းခဲ့တဲ့အချိန်မှာတစ်လုံး9သိန်းအဲ့လောက်နဲ့ရောင်းခဲ့ပြီးတော့မှဒါတွေအကုန်လုံးဘုံခဲ့ပြီးတော့မှအခြေအနေမဟန်တော့လို့နိုင်ငံရေးဖြစ်စဉ်တဲ့အတူခင်ဗျားတို့ရောချပြီးတော့မှ CDN လောက်သွားခဲ့တာနော်ဒေါက်တာတွေဘာလုပ်ခဲ့လဲကျွန်တော်သိတာပေါ့ခင်ဗျားတို့ CDN ဘာကြောင့်လုပ်လဲအဲ့ဒါကြောင့်သိတာအဲ့ဒါကြောင့်မလို့ခင်ဗျားအဲ့ဒါကြောင့်လုပ်သွားတာနောက်ကမသိတဲ့ကလေးတွေနောက်ကမသိတဲ့လူငယ်လိုက်ပြီးတော့မှ CDN လိုက်လုပ်ကြတယ်စဉ်းစားကြည့်တစ်လုံး1000ခွဲပေးရတယ်အလုံးကြီးသိန်းနဲ့ချီတယ်အဲ့ဒီကိုလုံးမာခဲ့တာရောင်းတော့ကြောင်တစ်လုံး5သိန်းနဲ့ရောင်းတာအဲ့ပတ်စံတွေဘယ်ရောက်သွားသူတို့ကတိုက်ဆောက်ကားစီးဖြစ်တယ်နောက်ကလိုက်တဲ့ကိုလုံးကခွေးတွေဖြစ်ကုန်တာဒါပဲဖြစ်ရဘုံလားမဘုံလားအဲ့မှာလည်းစပြီးစဉ်းစားကြည့်ကျွန်တော်သိမပြောချင်ဘူးဒီကိစ္စတွေကျွန်တော်သိတယ်နော်အိန္ဒိယကိုတိုက်ရိုက်မှာ New Delhi ထိမှာလို့ New Delhi မှာစက်ရုံမှာရှိတယ်အဲ့စက်ရုံထိကျွန်တော်တိုက်ရိုက်မှာပေးတာဒီထိမြန်မာနိုင်ငံကိုအဲ့ကိုဗစ်ကာလကကိုဗစ်ဆေးလိုအပ်ချက်ကြောင့်မလို့ကျွန်တော်မှာပေး